ဟုတ်ကဲ့ဒါကတော့ကျွန်တော်ကိုရီးယားရောက်တာ3နှစ်ကျော်ပြီပေါ့နော်3နှစ်မှရင်ဆုံးချက်တဲ့ဟင်းပဲဖြစ်ပါတယ်ခဲနီငါပြီးကျုပ်ချက်လေးပေါ့နော်ရင်ဆုံးဒါလေးကိုချက်မယ်ဆိုရင်တော့ကျုပ်လေးတွေကိုကြော်မယ်ဗျာကျုပ်လေးကိုရုပ်ချောလေးနဲ့မြန်မာလိုလေးကြော်မယ်ကျုပ်ကိုကျွန်တော်တို့လင်္ကာလုံးလောက်ကြော်လိုက်ရနော်မြန်မာလိုလေးကျုပ်လင်္ကာလုံးလောက်ကြော်လိုက်ပါမယ်ကျုပ်ကြော်တော့ကျွန်တော်ကတော့ကျုပ်ကြော်ရလဲမျိုးကြောင့်တော့ဝင်ဝေးကောက်မဟုတ်တာဆိုတော့ဘယ်လိုလှမ်းတော့မသိဘူးခင်ဗျာလှမ်းတော့လှမ်းချရတယ်ကြောသွားတယ်ကျုပ်လေးကြောပြီးသွားပြီဆိုတော့ကျုပ်ကိုကျွန်တော်တို့လိုချင်တဲ့လောက်ကြောပြီးဆိုတော့ကျက်တော်နီလေးတွေကျက်တော်ဖြူလေးတွေကိုလှိထားမယ်ဗျာခန်းရင်နီလေးတွေကိုလှိထားမယ်ပုံမှန်ဆိုတော့ကျွန်တော်ကျက်တော်ဖြူတွေနီတွေကထောင်းအောင်ပါနော်ကျွန်တော်ကတော့ငပြင်းဆိုတော့ရတယ်လို့ကိုင်းကြည့်မယ်ဗျာကဲထဲလိုက်ပါပြီကျွန်တော်စီတတ်မယ်ခေါ်တော့နော်ဖြူလေးနီတွေကိုကျွန်တော်စီလေးနည်းနည်းလေးပူပေးပြီးတော့ထဲလိုက်ပြီဗျာထဲပြီးတော့မှွေပြီးကိုရီးယားလိုမှွေဗျာမြန်မာလိုမှွေနဲ့မှွေရချင်ရတာကျွန်တော်တော့အဲ့လိုကိုရီးယားလိုမှွေပေးလိုက်တယ်ကိုရီးယားလိုမှွေတာဆိုတော့ကျွန်တော်တို့ဒီတစ်သားစွန်းနဲ့ညာဘက်လက်နဲ့မှွေမယ်ပေါ့နော်နည်းနည်းလေးစီဒါလေးစီတတ်ဟာလေးနည်းနည်းရပြီဆိုတော့ကျွန်တော်တော့အိမ်မှာလဲမြို့ကြောင်နဲ့စားတော့ဖို့လည်းဝင်ခဲ့ကောင်းဆိုတော့ခုကတော့ကြက်လားမကြက်လားတိုင်နေပတ်နေပေါ့နော်ငယ်တုန်းကလည်းမဲဦးခင်းလေးကိုမာတာမိခင်ကအသားရဲ့မီးလေးထိုးခဲ့ပါဆိုတော့ကြည့်ထားလိုက်ပါအောင်ဆိုတော့မီးရတကုံစွတ်ထိုးဂျိုးတူတော့ပြန်လာတဲ့ဘွားတော်ကကျိန်းမလေးရောဗျာအဲ့ဒါနောက်တော့ရှော့မျိုးကြောင်နဲ့ဝင်ရတော့တာလေခုတခါပြန်ဝင်တယ်ပေါ့နော်ကဲစားရမရတော့မသိဘူးဗျာချက်ထဲပြီးဆိုတော့ကျွန်တော်ဒါစီလေးတက်လေးရရဆိုခန်းရင်ကြီးထဲမယ်ဗျာခန်းရင်လေးကိုရုပ်ချောလေးနဲ့ထဲမယ်ဗျာโอเคထဲလိုက်ပြီကျွန်တော်ဒီနေ့ကတော့အခုမှ YouTube ကနေကောက်ကြည့်လိုက်တာပေါ့နော်လူလို့ရတော့2မိနစ်3မိနစ်ပဲလွယ်လိုက်တာဗျာကိုချက်ကြည့်တော့2နာရီ3နာရီလောက်ကြာတယ်ကျုပ်ကိုဂျင်းထဲသွားကဲခန်းကြီးနေထဲပြီးဆိုတော့ဘာရှိရောစားတယ်ချုံမုံနေပေါ်မှာရှိရအကုန်ထဲမယ်ဗျာရောင်းတင်းနေမျိုးသီးမှုန့်နေကုန်ထဲပါမယ်ကုန်ထဲအချိန်မှာတော့နည်းနည်းရုပ်ချောဖို့တော့လိုတာပေါ့ဗျာရုပ်ချောလေးနဲ့ထဲမယ်ဗျာကျွန်တော်ကတော့ရုပ်လဲချောရက်လဲရှိရဆိုတော့ပိုးပြီးထဲလို့ကောင်းတာပေါ့ဒီထဲကြီးဗျာဟဲ့ကောင်နည်းနည်းထဲဟာများကုန်တော့မှာငန်းကုန်တော့မကွာမသိဘူးကွာထဲတယ်ဟာနေနေဟာထဲတယ်ဟာလောင်လာပြီလားချုံမုံနေစားရထဲတယ်ဗျာနောက်ပါထဲကိုရှိုံကြည့်လိုက်တော့ရောင်တယ်မှုန့်ရှိရဗျာရောင်တယ်မှုန့်လေးကိုလက်နဲ့ဖက်နဲ့ခွာပြီးတော့ထဲလိုက်တယ်ရောင်တယ်မှုန့်ထဲပြီးတော့နောက်ပါရှိကိုထက်ကြည့်မယ်ဟာမျိုးသီးမှုရှိတယ်ဟာအားရှိရင်ထဲကွာရှုံးတယ်နောက်ယူစားရမရဘလို့နေမျိုးသီးမှုန့်လည်းထဲမခံဘူးကွာလီယူထဲတယ်ကဲရှိရများထဲပေါ်မှာရှိရများတော့ကုန်ထဲပြီးနောက်ဆုံးငပိရကြံနေငပိထဲမယ်ဗျာငပိကိုတော့ဘီယန်နန်လိုထဲမယ်ဗျာငပိကိုနည်းနည်းလေးကော်ပြီးတော့ရေလေးနဲ့ဖြောပြီးမှထဲမယ်ပေါ့နော်ကဲထဲချလိုက်ပြီဗျာငပိကိုခဲပြီးတော့ချီးထဲရလားရေနဲ့ဖြောထဲရလားတော့မသိဘူးဗျာယူကျူးထဲမှာလည်းသူဘယ်လိုထဲဆိုပါမထားဘူးကျွန်တော်လည်းစိတ်ကူးရလို့ထဲပြီးတော့ရုပ်ချောလေးနဲ့မှွေတယ်ဗျာရောတော့မှမှွေတယ်မြန်မာလိုလည်းမှွေအင်္ဂလိပ်လိုလည်းမှွေကိုရီးယားလိုလည်းမှွေချလိုက်ပြီဗျာဒီကောင်မှွေတက်လာပြီလားဟာဒီပုံစံလေးတော့ထွက်လာရှာကျုပ်လေးရင်တော့ကြောထားတဲ့ကျုပ်လေးကောက်ထဲလိုက်ပြီဗျာပုံစံလေးကဒီပုံစံလေးရလာရတာတော့မမီးရသေးဘူးဤစားကောက်မဲ့ပုံတော့ထင်တာပဲကဲဒါရင်လားဆိုတော့မကျင်သေးဘူးဗျာဆရာသမားဘာထဲအောင်လို့နန်းနာမင်းထဲမယ်ကဲနန်းနာမင်းထဲပြီဗျာနန်းနာမင်းလည်းရက်ရှိရုပ်ချောလေးနဲ့ထဲပြီဆိုတော့ပုံမှန်ဆိုတော့မငွေရလောက်ကိုထင်တာပဲဗျာကျွန်တော်ကတော့မရဘူးမှွေမယ်ဆိုအားကြီးပဲမှွေချလိုက်ပြီဗျာငွေပြီးပြီကဲโอเคဗျာကြက်သွားပြီးထားလိုက်ပါတော့မကြက်လည်းကြက်လိုက်တော့ဗျာပိုက်စားနေထားကြအောင်ဗျာဒါတွေကတော့ငပိကြက်ငပိကြက်လေးပေါ့ဒါလေးကတော့စတော့ဒီလေးဝါမယ်ကျော်လေးနဲ့ဒါလေးနဲ့ပြီးမယ်ဒါလေးကတော့ဒီပေါ့ခေါ်ပြီးဒါလေးကတော့ဘာလို့ဆိုတော့ဒါဝတ်သားကင်းလေးကိုစော်လေးနဲ့ဒါလေးကတော့ဝတ်သားကင်းလေးကိုစော်လေးနဲ့ဘောသမားကြီးဆိုတော့တော့ပဲစားနိုင်တယ်ဗျာဒါကျွန်တော်ကတော့ရာတော်သူရဲ့ရွာနီးချင်းရာတော်သားပေါ့ဗျာဒီ
င်းမကောင်းမယ်ဒီဗီဒါလေးကြည့်စားမှာပဲဟုတ်လားဒီတချင်းလေးနဲ့ဒီမပန်းဝက်လေးနဲ့စားမှာပဲမပန်းဝက်လေးကိုကြည့်ပြီးတော့ကျွေးတယ်ဟိုငိုးနေတာဟာမစားဘူးမပန်းဝက်လေးကိုကြည့်ပြီးတော့ကျွေးတယ်ဗျာကိုလည်းစားတယ်ဗျာမပန်းဝက်တော့ငိုလိုက်ကျွန်တော်ကတော့စားလိုက်မသိဘူးစားတယ်သူကလည်းငိုတယ်ဗျာဒါပဲဟင်းမကောင်းတော့လည်းသူ့ကိုကြည့်ပြီးစားမှာမယ်ဟာတခွားကြီးကတော့လုံးကျစ်နေတာပဲကွာစားလိုက်ရတော့ရှယ်ပဲကဲစားလိုက်ပါပြီဗျာအားရပါရဟင်းရတော့ကောင်းတာလားမကောင်းတာလားမသိဘူးဗျာကျွန်တော်ကတော့စားတယ်ရှင်တာလားမသိငန်တာလားကောင်းတာလားမကောင်းတာလားမဟုတ်ဘူးအဲ့တော့ဟိုကိုရင်လုံးချက်တဲ့ဟင်းဆိုတော့ကဲမတက်နိုင်ဘူးငါလူကြီးတီးရမှာမယ်ဒီချိုချိုလေးနဲ့စားကြမှာဖြစ်ပါခင်ဗျာစားကြပါဦးဆင်းကြီးကငန်တာလားရှင်တာလားမသိဒီတနက်ကတော့ဒီလောက်နဲ့ကျင်းလိုက်အောင်ဗျာကဲနောက်ဗီဒီယိုတွေပြန်လဲဆုံတွေ့ကြပါတော့အားလုံးစိတ်ညစ်နဲ့ဆုံးကြည့်ပြီးတော့ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ